အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကိုအတီနာနဲ့ကန်ဆယ်ထွက်သူတွေတွေ့ပါစေလို့ intention ထားပါတယ်နော်ဒီဗီဒီယိုလေးကိုတွေ့ရဲ့အချိန်မှာကိုဖြစ်ရှင်တဲ့ဆန္ဒတစ်ခုကိုစိတ်ထဲမှာတွေးလိုက်ပါတွေးပြီးတော့အဖြေလေးကိုကြည့်လိုက်ကြအောင်နော်โอ้ကတ်ခုံထွက် okay ရွေးလိုက်မယ်နော်အဖြေကိုပို့ပြီးတော့တည်ကြအောင်လို့ဒီကိုရွေးလိုက်ပါမယ် okay then empire ပြီးတော့ကတ်ထိုက်ပြီနော်okay စလဲအောင်ဒါတူပြတ်နော်โอ้တကောက်ဟုတ်ကဲ့ the hybrid နော်ဒီမှာပထမဆုံးဖလာတဲ့ကနကက the one နဲ့ the magician ဝါကဲခုဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေကမိသားစုမှာပဲဖြစ်ဖြစ်အလုံးမှာပဲဖြစ်ဖြစ်ကိုကဥဆောင်နေရတဲ့သူဖြစ်လိမ့်မယ်ဥဆောင်ရတယ်တာဝန်နေယူနေရတယ်ပေါ့နော်အဲ့လိုမျိုးတာဝန်ကြီးတဲ့လူတွေဖြစ်လိမ့်မယ်နောက်တစ်ခုကတော့တတဝကတ်ကြလာတယ်နော်တတဝကတ်ကြလာတယ်ဆိုတော့ဒါသူတို့ကအောင်မြင်မှုတွေရတယ်အောင်မြင်မှုတွေအများကြီးရပြီးကမှသူအားလုံးဆုံးရှုံးလိုက်ရတဲ့အနေအထားမျိုးသို့ပေမဲ့သူကအားလုံးဆုံးရှုံးသွားပြီးတဲ့နောက်မှာတကယ်ကိုစစ်မှန်တဲ့အရာတွေကိုတွေ့ရှိမယ်ဆိုတဲ့ energy မျိုးဖြစ်ပါတယ်နောက်ကြလာတဲ့ကက်ကလေးဒါလေးနော် the high British နော်ဒါလေးကြားရဲဆိုတော့ဒါလေးဒီကလေးကြားရဲဆိုတော့အခုကြည့်နေတဲ့အဲမှာအမျိုးသမီးတွေပါတယ်ဆိုရင် feminine energy ကိုအသုံးချဖို့feminine energy ကိုအသုံးချဖို့လိုတယ်အမျိုးသားတွေဆိုရင်လည်းအမြဲတမ်းစိတ်လိုက်မှန်မှမလုပ်ဖက်နဲ့အေးအေးဆေးဆေးတွေးတော့စဉ်းစားပြီးတော့လှုပ်ဆောင်သင့်ပါတယ် the magician နဲ့ the work ကလေးကပထမဆုံးခုံထွက်လာတာပေါ့နော်ဆိုတော့ဒီ message လေးကိုပြောရမယ်ဆိုရင်ကို့မှာအရာအလုံးပြည့်စုံနေပြီးသားဖြစ်တယ်အလုံးအစင်သစ်ရှိနေပြီးသားဖြစ်တဲ့အတွက်ကိုကစတင်လိုက်ဖို့ပဲလိုအပ်တယ်ကိုကစတင်ဖို့နှောင့်နှေးနေတာမျိုးတွေးဝေနေတာမျိုးကိုမယုံတာမျိုးလည်းဖြစ်နေနိုင်တယ်ကိုစိတ်ထဲမှာပေါ့နော်ဆိုတော့ကိုလုံးဝမဲ့တာဝန်ကိုပဲပုံမှန်လေးလုပ်သွားပါကိုလုံးဝမဲ့လုပ်ကိုပဲပုံမှန်လုပ်သွားမယ်ဆိုရင်အောင်မြင်မှုတွေရပါလိမ့်မယ်နောက် the work နော် the work ကလေးကိုကြာလာတာကိုတော့ဒီနာဘယ်လိုသုံးသပ်ချင်လဲဆိုရင်ကိုပြန်ပြီးတော့ဆက်စေးရမယ် message လို့သုံးသပ်မိပါတယ်အခါလေးကျတော့ဒီနာတို့ကကိုပြည့်စုံနေပြီလို့ထင်တာမျိုးပေါ့နော်ကိုပြည့်စုံနေတဲ့ငါအဆင်ပြေနေပြီလို့ထင်ရကနေပြီးတော့တကယ်တမ်းကျတော့လိုအပ်ချက်တွေရှိနေသေးတာဖြစ်မဲ့အရာတွေရှိနေသေးတာမျိုးပေါ့အဲ့လိုမျိုးဖြစ်တတ်ပါတယ်ဆိုတော့အားလုံးကိုပြန်ပြီးတော့ဆန်းစစ်ပါကိုက ego တွေညစ်နေတာမျိုးဆိုရင်လည်းပြန်သုံးသပ်ပြီးတော့ကိုအမှားတွေကနေသင်ခန်းစာယူဖို့ message ပေးတယ်လို့သုံးသပ်ပါတယ်ရှင်အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ပါမယ်နော်အားလုံးကျေးဇူးတင်ပါတယ်ရှင်